ဒီပထမချီရဲ့အစမှာပဲဗျာဒီရှီယာရဲ့တက်တီတွဲလုံး punch combo လေးတို့ဒါ Veronica တော့ဘေးတိုက်ရှောင်တဲ့ lateral movement လေးနဲ့ရှောင်ပြီးတော့ဗျာဒီမှာ counter punch လေးပြန်ဝင်တာဗျာဒါရှီယာရဲ့မျက်နှာကိုထိပါဗျာဒီမှာဆိုရင်လည်းဗျာဒါ Veronica ရဲ့ jab cross combo ကြီးကမိုက်တယ်ဗျာဒီမှာထောက်လက်တီလေး jab လေးနဲ့ distance ဆန်ပြီးရဲ့ချိန်ကျတော့ဒါဖြောင်းလက်တီ cross ကိုထိုးတာထိတယ်ဗျာပထမချီမှာတော့ဗျာနှစ်ယောက်လုံးကခွန်ပြအားပြည့်ဆိုတဲ့ချိန်ကျတော့အရန်ကိုတွတ်တယ်ဗျာပွဲရဒီမှာဆိုရင်လည်းဗျာဒါရှီယာရဲ့ 1-2 jab hook combo ကဒါ Veronica ကိုပြန်ထိတယ်ဗျာရှီယာတိုက်စစ်တော်တော်များများ Veronica ကိုမထိတာများတယ်ဗျာရှီယာဒီလောက်ကိုဗျာလက်တီတွဲလုံးနေနဲ့ speed မြန်မြန်နဲ့ထိုးနေတာကိုဒါ Veronica က combo shot ကောင်းကောင်းနဲ့ကိုတည်တည်ငြိမ်ငြိမ်လေးကစားသွားတယ်ဗျာဒီရှီယာရဲ့ forward ကောင်းကောင်းနဲ့ဗျာဒီအဝင်ထွက် in and out လေးနဲ့အမြန်ကစားနေတဲ့ game plan ကိုဗျာသူက counter လေးနဲ့ပဲစောင့်ကစားတာဗျာဒါအရင်တုန်းက Vero လိုဝုန်းတိုင်းကျဲပြီးတော့လိုက်မစုံဗျာအခွင့်အရေးကိုစောင့်နေဗျာဒီမှာဆိုရင်လည်းဒါရှီယာရဲ့ low kick ကန်လို့ high kick ပွင့်သွားတဲ့အချိန်မှာဒါညာပြောင်းလက်တီနဲ့ကျွေးတာဗျာရှီယာရဲ့ low kick တွေကလေတိတ်ပြီးအားမပါဘူးလားမသိဗျာဒီနောက်ပိုင်းအချီတွေမှာလည်းဒီရှီယာ low kick ကန်လိုက်တဲ့ချိန်နဲ့ Veronica အကန်ခံပြီးတော့ဒီ counter punch တွေပြန်ကျွေးတာဗျာဒီမှာဆိုရင်လည်းဗျာဒါရှီယာရဲ့ညာ wide right hook ကိုဗျာဒူးလေးကွေးပြီးတော့ခေါင်းငုံပြီးတော့ dagging လေးနဲ့ရှောင်သွားတာဗျာပြီးတဲ့ချိန်ကတခါလဲ body shot ကျွေးပလိုက်တာဗျာဘယ်တော့ဒီပွဲမှာတော့ဗျာတကယ်ကိုအရှောင်းတိုင်း Jesse Jane လောက်တာအရန်ကောင်းတယ်ဗျာရှီယာရဲ့ punch combo တွေကိုဗျာဒါ Veronica ငုံရှောင်တဲ့ dagging လေးတွေနဲ့ပြီးတော့ဘယ်ညာတိမ့်ပြီးရှောင်တဲ့ slip လေးတွေနဲ့ဗျာရှောင်တော့ဗျာအရန်ကောင်းတယ်ဗျာဒုတိယကြီးစားမှာတော့ဒါရှီယာရဲ့ game plan ပြောင်းသွားပြီးတော့နည်းနည်းအတင်းဝင်တွင်းထက်ချလာတော့ဗျာရှီယာရဲ့ထိုးလုံးကန်လုံးတွေဗျာတကယ်တော့ Barrow မထိပဲနဲ့ Barrow ရဲ့ counter တွေကပဲအလုပ်ဖြစ်နေတာကိုတွေ့ရတယ်ဗျာဒီမှာဆိုလည်းဗျာဒါရှီယာရဲ့လက်ပြန်ရဲ့ spinning back fist ကြီးကလွဲသွားဗျာပြီးတော့ဒါ Barrow ရဲ့ counter လက်တီးကြီးကရှီယာမျက်နှာကိုရောက်လာတော့တာပဲလက်ဝဲ background လာပြီးတော့ဗျာဒီ1မှာထိုးနေတဲ့ကစားသမားတွေထဲမှာတော့ဒါ Veronica ငွေထိုင်းကိုအကျွမ်းကျင်ဆုံးလို့ပဲပြောရမှာပဲဗျာဘယ်လိုအမှတ်ယူရမယ်ဆိုတာကိုလည်းသူတော်တော်လေ့လာထားပုံရတယ်ဗျာဒီမှာဆိုရင်များဒါရှီယာသူ့ရဲ့ကန်ချက်ကိုဖမ်းပြီးတဲ့အချိန်မှာများဒီ catch and sweep တို့ catch and dam တို့နဲ့အမှတ်မယူနိုင်အောင်လို့ဗျာတခါလေး clinch ကိုဆွဲပူပလိုက်တာဗျာသူ့ရဲ့တုံ့ပြန်တဲ့ reflex ကိုဗျာသဘောကျလုံးလို့သူ့နီးပြ3ယောက်လုံးကနေမှလက်ကုပ်တွေတီးကုန်တာဗျာဘယ်ရောရဲ့အရှောင်းတင်းကောင်းတာကြောင့်လို့ဗျာဒီရှီယာရဲ့လက်တီးတွဲလုံးတွေက Vero damage ပေးနိုင်တော့တဲ့အထိထိတာတော်တော်ရှားတယ်ဗျာဒီမှာတော့ Veronica ကန်ကောင်းသွားတာဗျာဒီ counter back elbow ဝင်ဖို့ကြိုးစားတဲ့အချိန်မှာရှီယာရဲ့ spinning back arrow ကိုကာသလိုဖြစ်သွားပြီးတော့မထိတော့ဗျာထိတော့ကတော့ဗျာမလွယ်ကြောပဲဗျာဒီ knock down အောင်ကျသွားနိုင်တယ်ဗျာ knock down နဲ့ကျသွားရင်တော့ဒါရှီယာပဲအလေးတာသွားပါဘောနော်ပြီးတော့ shield ကအရမ်းမြန်တယ်ဗျာဒီမှာဆိုရင် Veronica ရဲ့နင်းကြေတောင်မမီလိုက်ပဲနဲ့သူ့ရဲ့ညာပြောင်း right cross ကြီးဝင်သွားပြီးတော့ဗျာဒီလက်တီးတွဲလုံး punch combo တွေနဲ့ pressure ပေးပြီးလိုက်တာဗျာဒါ Vero တယောက်ဗျာဒါ counter ထဲမှာဂျောင်ပိတ်မိတဲ့အထိကိုဖြစ်သွားတာဗျာတတိယကြီးကတော့ဗျာဒါ Vero ရဲ့ stamina အားနည်းချက်ရှိတာကိုရှီယာတွက်ထားပုံရတယ်ဗျာဒါလုံးဝကိုတောက်လျှောက် pressure ပေးပြီးတော့ကစားတာဗျာဒါပေမဲ့ Vero ကလည်းနှက်တယ်ဗျာသူ့ရဲ့အရှောင်းတိန်တွေ clinch တွေနဲ့အလုပ်ဖြစ်နေတော့ဒါ Vero တက်တာရသွားဗျာအရင်တော့လိုတာဗျာဒီ Veronica ထိုးနေကြပုံစံအတိုင်းသူမကြကိုကြpro တွေထိုးလို့ရတော့ဗျာဒါရှီယာရဲ့လက်တီတွဲလုံးဘော်လူးတွေကြားမှာဒါ Vero မောက်ဖို့တေးကြတယ်ဗျာဒါပေမဲ့ Vero နှက်တယ်ဗျာအဲ့လိုလုံးဝကိုထိုးမသွားဘူးဗျာမြန်မာလက်ဝဲ background လာတဲ့ fighter တော်တော်များများဗျာဒီပွဲတွေမှာဆိုလို့ရှိရင်ဒိုင်ဆုံးဖြတ်တဲ့နိုင်ပွဲတော်တော်ခဲနေဗျာဒါ Veronica ကတော့ဒိုင်ဆုံးဖြတ်တဲ့နှစ်ပွဲနိုင်တာတဲ့ smart fighter လို့တော့ပြောလို့ရတယ်ဗျာရှီယာထိုးတဲ့လက်တီအလုံးရေဘော်လူးတွေကလေဒီလောက်တောင်များတာတော့မှ Veronica ကို damage ရအောင်မထိခဲ့ဘူးဗျာVeronica damage မရတာလည်းမပြောနိုင်ဗျာ तू က bro တွေတိတ်မထိုးတော့ဘူးဗျာတကယ်ရှင်ထိုးလို့ရှိရင်လည်းဒါ sheer speed ကို तू မမိဘူးဗျာအဲ့တော့ तू ကြီးပဲလိမ့်ပိတ်ထိုးခံပြီး तू ပဲ damage ရမှာဗျာအဲ့တော့ဆိုင်ထိုးလို့ရှိရင်ဗျာ तू ကခေါင်းလေးကိုဖယ်ညာရှောင်တိန်တဲ့ slip တွေရဲ့ပြီးရင်တော့ဒီခေါင်းကုန်းရှောင်တဲ့ dagging လေးတွေနဲ့တခါလေကြရင်ဗျာဒီနောက်ဆုတ်ပြီးတော့ sweep back လေးနဲ့ရှောင်နေဗျာရှောင်လို့မှအဆင်မပြေဘူးဆိုလို့ရှိရင်ဗျာ तू ကဒီ clinch ကိုလမ်းဆွဲပလိုက်တာဗျာsheer ဗျာဒီပွဲကို pressure ပေးပြီးစောကျင်နေတဲ့အချိန်မှာဒါ Vero ကအဲ့လိုမျိုးဒီကောင်မောလဲမောနေတဲ့အချိန်ကျတော့ဒီ clinch ကိုဆွဲပလိုက်တဲ့ကြောင့်ဟိုကစိတ်မရှိတော့ဘဲနဲ့လုံးပစ်လိုက်ဗျာဒီမှာ take down ပုံစံတွေဗျာတကယ် MMA ကြည့်နေရတယ်လို့ဖြစ်သွားတာဗျာဒီပွဲမှာဗျာဒါရှီယာတကယ်ကောင်းပါတယ်ဒါပေမဲ့ဒီ Vero ကပြမသွားဘဲနဲ့ဗျာဒီတတိငင်ငင် combo shot ကောင်းကောင်းနဲ့ဆော့သွားတော့ပြီးတော့ဗျာသူ့ရဲ့ slip တွေ dagging တွေကကောင်းနေတဲ့အချိန်ကျတော့ဒီရှီယာရဲ့ထွက်လာတဲ့များလက်သီးတွေကဗျာ Vero စီကိုမရောက်ဘဲနဲ့ဒီလေထဲလွင့်သွားတယ်လို့ဖြစ်နေဗျာဒီအဲ့ဒါအပြင်များဒီ Veronica ရဲ့ဒီတစ်ချက်ကောင်းကောင်တာတွေကလည်းရှီယာကိုထိပြီးတော့ဒါရှီယာအမနှိမ့်နေလို့ထင်တာပါပဲဘာဖြစ်ဗျာဒီရှီယာလည်းကောင်းတယ်လို့ Vero လည်း split decision နဲ့နိုင်တယ်မှာလဲလက်ဝဲ
background လာတဲ့ကစားသမားတွေအနေနဲ့လည်း Veronica ကိုအတူယူတင်တယ်ဗျဒီ Veronica ကတော့ဗျာဒီမွေတိုင်းရဲ့အမှတ်ပေး snake ကိုတေချာလေ့လာထားပုံရတယ်ဗျမွေတိုင်းမှာဆိုရင် knockout ကြရင်ကြာမကြလို့ရှိရင်ဒီ knock down ကဒါအမှတ်အများဆုံးရနိုင်တဲ့အခြေအနေပေါ့နော်အဲ့လိုမှမရလို့ရှိရင် damage ရအောင်ယူရတယ်ဆိုတာကိုသူကောင်းကောင်းသိနေဗျဘာဖြစ်လို့လဲဆိုဗျာဒီ interview မှာသူကသူပြိုင်ဘက်ကိုပေါ့နော် damage ကြောင်းပို့လုံနိုင်ခဲ့တယ်ဆိုပြီးမှဖြီသွားခဲ့တယ်ဗျာဘရိုနီကာဒီနေ့ထိုးရတဲ့ပွဲရတော့ဗျာဒီကဲကိုကျွန်တော်တို့လက်ဝိတ်အဖွဲ့တွေပညာယူရမှာပေါ့ဗျာဘာဖြစ်လို့လဲဆိုဒီအလဲတို့အနိုင်ယူဖို့တဲ့အမှတ်နဲ့နိုင်အောင်လဲဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုတခြားလေ့လာပြီးပြင်ဆင်ထားတဲ့နေဗျာ